မြောက်ဥက္ကလာပနှစ်ချင်းခရိယန်အသင်းတော်၏နေ့စဉ်နှုတ်ကပတ်တော်နှင့်ဆုတောင်းခြင်းအစီအစဉ်မှကြိုဆိုပါရစေ။ဟေရှာယအနာဂတိကျမ်းအခန်းကြီး58အငယ်7ထာဝရဘုရားသည်တင့်ကိုအစဉ်ပဲ့ပြင်တော်မူမည်။အိုဘုရားရှင်ယနေ့အကျွန်ုပ်၏ခြေလမ်းအကျွန်ုပ်၏ဆုံးဖြတ်ချက်များအကျွန်ုပ်၏စိတ်နှလုံးအကြံစီများကိုပဲ့ပြင်တော်မူပါမည်အကြောင်းသခင်ယေရှုဖခင်နာမကိုအမိပြု၍ဆုတောင်းပါ၏အာမင်ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍တောင်းမတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်သုံးပါးတစုဘုရားသခင်ထံတော်မှချစ်ချင်းမေတ္တာတော်မဟာဂရုဏာကျေးဇူးတော်နှင့်မိစ္ဆာဖွဲ့သောထိုကောင်းကြီးပေါင်းတို့သည်သင်တို့ပေါ်၌ကာလအစဉ်သက်ရောက်လျက်တည်ရှိတည်နေပါစေသောအာမင်